Vanipon အထည်ချုပ်ဆက်အတွက်အသုံးပြုသူလက်ဆွဲကိုပစ္စည်းကရိယာနှာခေါင်းညက်များဝက်ဥလှဲ့ချီမြင်ကက်ကြီးညက်များသွားတိုက်တန် Vanipon မှာရှိတဲ့လူကြီးမင်းများမင်္ဂလာပါဒီနေ့မှာAsset နဲ့ချောင်းပါအချုပ်ဆက်ကိုခါပတ်ကြိုးတွေအတွက်ဘယ်လိုအသုံးပြုရမလဲဆိုတာမိတ်ဆက်ပေးပါမယ်ဆက်မှာအသုံးပြုထားတဲ့အစိတ်ပိုင်းတွေကိုဆွေးနွေးပါမယ်အပေါ်ဆုံးကနေစလိုက်ရအောင်အပေါ်ချီလန်းညွန်အလဲဗဟိုချီမြင်လန်းညွန်ချီမြင်ကိုင်ဆောင်သူချိန်ညှိနိုင်သောဆိုင်းပယ်များချီနှောင်ချက်ပေးပို့သူချီမြင်လိတ်တိုင်ချီလန်းညွန်ဒီမှာဆက်သွားပါအချုပ်အထိပါပဲနောက်တစ်ခုအနေနဲ့အောက်ပိုင်းချုပ်ရိုးကိုချီထိုးဖို့အသုံးပြုတဲ့ကိရိယာအမျိုးအစားအမျိုးမျိုးကိုကြည့်ကြရအောင်အောက်ဖက်ချီပန်းချီမြင်သည်အလဲဗဟိုကိုဖြတ်တန်းသွားသည်အောက်ဆုံးချီမြင်ပေးပို့သူချိန်ညှိနိုင်သောဆိုင်းပယ်များအဖုံးဖွင့်ပါဤနေရာတွင်ချီပေါက်၃ခုမှတစ်ဆင့်ချီကိုချီပါအလဲကဟာနောက်အချီကတော့အောက်ပိုင်းအချုပ်နီးပါချိတ်ရှိကအပေါက်နောက်ဆုံးတော့ချိတ်ရောက်ပြီနောက်တစ်ခုကတော့အကြီးစာလုံးပါအချုပ်ဆက်ကိုဘယ်လိုချီရမလဲဆိုတာပါပုံတွင်ပြထားသည့်အတိုင်းအကိုအပေါ်မှအောက်သို့ချီပါဘယ်အပေါက်ကနေမဆိုဝင်လို့ရတယ်ဘယ်အပေါက်ကနေမဆိုဝင်လို့ရတယ်ချီထိုးပြီးသည်နှင့်ချီရှိတစ်ပိုင်းကိုဆွဲထုတ်ပြီးအခြားတင်းအားကွင်းမှတစ်ဆင့်ချီထိုးပါပုံတွင်ပြထားသည့်အတိုင်းဆိုင်းပယ်၏အလဲဗဟိုတွင်ချီမြင်ကိုထည့်ပါချီမြင်သည်ဆိုင်းပယ်၏အလဲဗဟိုတွင်ရှိမရှိစစ်ဆေးပါအချုပ်ဆက်ခေါင်း၏အလဲဗဟိုချီမှတစ်ဆင့်ပတိစေ့များကိုချီပါပုံတွင်ပြထားသည့်အတိုင်းဆက်လက်ချီပါအချုပ်ဆက်ခေါင်း၏အလဲဗဟိုချီမှတစ်ဆင့်ပတိစေ့များကိုချီပါပုံတွင်ပြထားသည့်အတိုင်းဆက်လက်ချီပါနောက်တစ်ဆင့်ကတော့အောက်ခြေကိုချီထိုးဖို့ပါအောက်ခြေတွင်အချီထိုးရန်အပေါက်တစ်ပေါက်ရှိသည့်ထို့နောက်ပုံတွင်ပြထားသည့်အတိုင်းအကိုအလဲတိုင်းမှတစ်ဆင့်အချီထိုးပါကျိုးကိုဆိုင်းပယ်များမှတစ်ဆင့်ချီထည့်ပြီးရခင်ကဲ့သို့အောက်ခြေတွင်ချီကိုချိန်ညှိပါအဖုံးကိုဖွင့်ပါအပေါက်၃ပေါက်မှတစ်ဆင့်ချီကိုထိုးပါရင်းသည်ချီကိုတက်ရက်လှပစေပါသည်ပုံတွင်ပြထားသည့်အတိုင်းဆက်လုပ်ပါအဖုံးကိုဖွင့်ပါ
ပြစ်မှတ်ကိုယာနဲ့ချီပြီးပြစ်နိုင်ပါတယ်အက်ကိုအပေါ်ကနေထိုးသွင်းလိုက်ရင်အက်ကမတက်ရက်တယ်လို့ထင်ရပါလိမ့်မယ်ခြီကိုအောက်ခြေရှိအပေါက်မှတစ်ဆင့်ခြီထိုးရမည်ခြီအားလုံးသည်အပေါ်ဘက်တွင်ရှိနေပါကမှားယွင်းနေပါသည်ခြီကိုအောက်ခြေမှခြီထိုးရမည်ချိတ်ကိုကြည့်ပြီးဘယ်ဟာသုံးမလဲဆိုတာဆုံးဖြတ်ပါအသုံးပြုခြင်းနဲ့ချိတ်ရဲ့အပေါက်စီကိုလက်ကိုစောင်းလိုက်ပါခြီမြင်ပြတ်သွားနိုင်သောကြောင့်တက်တက်မထဲ့ပါနဲ့နောက်တစ်ခုကတော့အက်ကိုဘလို့ထည့်ပြီးချိတ်ကနေခြီထိုးရမလဲဆိုတာပါအက်ဤခွက်နေသောနှင့်ခုံးနေသောဘေးများကိုကြည့်ပါချိုင်းကိုဘယ်ဘက်သို့လှည့်ပါချောင်းကညာဘက်ကိုသွားတယ်ဝက်ဥလဲဖြင့်ဝက်ဥကိုဖြုတ်ပါအက်ကိုထည့်သွင်းပြီးအက်ကိုအဆုံးထိတွန်းထည့်ပါအက်ကိုအပြည့်ဝထည့်သွင်းထားကြောင်းတေချာအောင်လုပ်ပါထို့နောက်နက်ကိုတင်းကျပ်ပါသို့သောနက်ကျိုးသွားနိုင်သောကြောင့်အလွန်အကျွံမတင်းကျပ်ပါနှင့်နီလန်းနှင့်အက်ကိုထည့်သွင်း၍မရပါကဝက်ဥကိုလျှော့ပါထို့နောက်အက်ကိုထည့်သွင်းနိုင်မည်ဖြစ်သည်နီလန်း3ညက်များကိုအသုံးပြုပါပထမဦးစွာအက်ကိုလက်ဖြင့်ထည့်ပါထို့နောက်အက်၏အောက်ပိုင်းအမြင့်ပိုင်းကိုညှက်ဖြင့်ကင်ပါထို့နောက်လုံခြုံစွာလောချသည့်အထိတွန်းထည့်ပါအထိတ်ကိုညှက်မသုံးပါနှင့်အက်သည်ချက်ချင်းပျက်စီးသွားလိမ့်မည်အက်၏အပေါ်ဘက်ကိုညှက်ဖြင့်ကင်ပါအက်ထည့်ပြီးနောက်အက်ကိုညာဘက်မှဘဲဘက်သို့ချီပါအခြေခံပြဿနာရှာဖွေဖြေရှင်းခြင်းနှင့်ပြုပြင်ခြင်းနည်းလမ်းများနောက်တစ်ခုအနေနဲ့အသုံးမပြုခင်ပစ္စည်းကိရိယာတွေကိုစစ်ဆေးဖို့လိုအပ်ပါတယ်ပထမဆုံးစစ်ဆေးရမယ့်အရာကတော့လေကိုဥစွာကောင်းစွာချိတ်ဆက်ထားရမည်လေမရှိလျင်ချုပ်ရန်မဖြစ်နိုင်ပါအထီးနှင့်အမချိတ်ဆက်ကိရိယာများကိုအတူတကွချိတ်ဆက်ခြင်းတင့်လေတနက်ကိုစစ်ဆေးပါလေဝင်နေပါကလေတံကိုကြားရပါလိမ့်မည်ခြီကိုမှန်ကန်စွာထည့်သွင်းထားကြောင်းတေချာစေရန်ခြီချိန်ညှိမှုကိုစစ်ဆေးပါမမှန်ကန်ပါကချုပ်ရိုးများကောင်းမွန်မည်မဟုတ်ပါအက်ကိုစစ်ဆေးပါအက်ခြီကျော်နေခြင်းသို့မဟုတ်ကောင်းမွန်သောပုံမပေါ်ခြင်းရှိမရှိစစ်ဆေးပါအဆင့်တက်အက်သည်မှန်ကန်စွာလှုပ်ဆောင်နေကြောင်းမျက်မြင်စစ်ဆေးပါနှစ်အက်ကိုမှန်ကန်စွာထည့်သွင်းခဲ့ပါသလားအက်သည်မှန်ကန်သောဥတီယာသို့မျက်နှာမူခဲ့ပါသလားချုပ်ရိုးတွေမှန်ကန်ပေမဲ့တက်ရက်မှုမရှိသေးရင်အက်ကိုစစ်ဆေးပါလက်ညှိုးကိုအက်ရဲ့အဖျားတစ်လျှောက်ပို့ဆွဲပါလက်ချောင်းကိုမထိမိပဲချုံးမွေ့စွာရှော့ချမသွားဘူးဆိုရင်ကိစ္စမရှိပါဘူးဒါပေမဲ့လက်ချောင်းကိုဒဏ်ရာရသွားရင်တော့ဒါမှမဟုတ်အမှတ်အသားတစ်ခုခုကြံခဲ့ရင်အက်ကိုချက်ချင်းလဲပါအက်ချုပ်ကြည့်ပါနောက်တစ်ဆင့်ကတော့အက်ချုပ်ဆက်ကိုဘလို့အသုံးပြုမလဲနဲ့အက်ချုပ်လုပ်ငန်းစဉ်ပါရင်းကိုအသုံးပြုရန်အဆင့်2ဆင့်ရှိသည်တမြောက်ပါနှစ်လွတ်ပါနေရာချရန်တချေဖနှောင်းကိုအောက်သို့ဖိပြီးဖိချေကိုမြောက်ကအထဲထည့်ပြီးနောက်လွှတ်လိုက်ပါရှေ့သို့ဖိခြင်းဖြင့်အက်ချုပ်ဆက်ကိုရှေ့သို့ရွှေ့ပေးမည်ဖြစ်ပြီးပိုမြန်မြန်ဖိခြင်းဖြင့်အက်ချုပ်ဆက်ကိုပိုမြန်မြန်ရွှေ့ပေးမည်ဖြစ်သည်နှစ်တင့်ချေတောက်ကိုမြောက်ရန်အောက်သို့ဖိထားပါထို့နောက်ပုံတွင်ပြထားသည့်အတိုင်းတင့်ချေဖနှောင်းကိုအပြေးအဝမြောက်ရန်အောက်သို့ဖိပါပုံမှာပြထားတဲ့အတိုင်းအထက်ကကတ်နေရင်ကိုယ်တိုင်ဖြုတ်ဖို့မကြိုးစားပါနဲ့ပညာရှင်တစ်ယောက်ကိုချက်ချင်းခေါ်ပါကိုယ်တိုင်ဖြုတ်ရင်ပျက်စီးမှုဖြစ်စေနိုင်ပါတယ်ဥပမာဝက်ဥလဲကိုသုံးရင်ချစ်ရတွေကြံခဲ့ပါလိမ့်မယ်ပညာရှင်တစ်ယောက်ကိုချက်ချင်းခေါ်ပါတန်ရှင်းရေးလုပ်ငန်းစဉ်နောက်တစ်ဆင့်ကတော့အက်ချုပ်ဆက်ကိုတန်ရှင်းရေးလုပ်ရမှာပါလိုအပ်သောပစ္စည်းကိရိယာများမှာတလေတနက်အပေါ်မှအောက်သို့မှုတ်ထုတ်ပြီးနေရာတစ်ခုလုံးကိုဖုံးအုပ်ကပုံတွင်ပြထားသည့်အတိုင်းတေချာစွာတန်ရှင်းရေးလုပ်ပါနှစ်ပုံတွင်ပြထားသည့်အတိုင်းအဝတ်စဖြင့်တေချာစွာတုပ်ပါဖိဆက်ခြေထောက်ကိုအာယုံစိုက်ပါကျွန်ုပ်တို့၏ကုမ္ပဏီသည်အစီများကိုတတ်နိုင်သမျှဖယ်ရှားရန်အလေးပေးပါသည်သုံးပြီးသည့်နှင့်လေတနက်ကိုထပ်မံမှုတ်ကြည့်ပြီးတန်ရှင်းမှုရှိမရှိစစ်ဆေးပါအဖုံးကိုဖွင့်ပြီးနှစ်သုံးခုလုံးကိုဖြုတ်ပါထို့နောက်အချုပ်ဆက်ကိုအပေါ်သို့မြောက်ပါဖော့ကိုဖယ်ရှားပြီးကြန့်ရှိနေသောအစီများကိုတုပ်ပါဝတ်ဖြင့်တန်ရှင်းအောင်တုပ်ပါဆက်ကိုတန်ရှင်းအောင်တုပ်ပါလေတနက်ဖြင့်လေမှုတ်သွင်းပြီးနောက်အဝတ်ဖြင့်ထပ်မံတုပ်ပါဝက်ဥပေါက်တွေကိုအာယုံစိုက်ပြီးပြန်တက်ဆင်ပါအဝင်ခွင်ကြဖြစ်နိုင်ပေမဲ့မှားယွင်းစွာပြုလုပ်ပါကကြည်ရဆိုးပါလိမ့်မယ်တေချာကြည့်ပါနက်များကိုလက်ဖြင့်ဥစွာတင်းကျပ်ပြီးနောက်ဝက်ဥလဲကိုအသုံးပြု၍ရင်းတို့ကိုတင်းတင်းကြပ်ကြပ်ဖိပါအလွန်ကြုံမတင်းကျပ်စေရန်တတိပြုပါအဖုံးကိုတေချာပိတ်ပြီးစီစိမ့်ထွက်ခြင်းမှကာကွယ်ရန်
အဝတ်သို့မဟုတ်စက္ကူအကာကိုအသုံးပြုပါစီယိုစိတ်မှုအလွန်အကျွံရှိပါကဤပညာရှင်တဦးကိုခေါ်ပါအချုပ်ဆက်ကိုရွှေ့ခြင်းတပါဝါခလုတ်ကိုပိတ်ပါပစ္စည်းခလုတ်ကိုပိတ်ပြီးပလက်ဖြုတ်ပါပြီးသွားသည်နှင့်ကေဘယ်ကိုစက်ဝိုင်းပုံလိပ်ပြီးတရက်စွာချိတ်ဆွဲပါအချုပ်ဆက်ကိုရွှေ့သည့်အခါဘီးများကိုမလွတ်ဘဲရင်းကိုမတွန်းပါနှင့်အဘဲကြောင့်ဆိုသောမင်းသည်ရင်းတို့ကိုပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်တွိကန်ဤ1400လုံးကိုကောင်းမွန်စွာလော့ဖွင့်ထားရမည်အပြေးဝလော့မဖွင့်ထားဘူးဆိုရင်သူ့ရဲ့ကိုယ်ပိုင်ဝင်ရိုးပေါ်မှာပဲလဲပတ်နေပါလိမ့်မယ်ဒါကအခြေခံလဲပတ်မှုလုပ်ထုံးလုပ်နည်းတွေနဲ့အတူအချုပ်ဆက်ကိုရွှေ့ပြောင်းဖို့ညွှန်ကြားချက်တွေကိုအဆုံးသတ်ပေးပါတယ်